ပြန်ရနိုင်တဲ့အကျိုးမြတ်၃ခု ဒီတော့လည်းလို့ပဲအဲ့ဒီလည်းအခုတော့ဈေးနှုန်းနဲ့ဆင်ပါ ဘယ်အလွာဘယ်ဈေးနဲ့ရနိုင်အောင်လဲဆိုတာသိချင်တယ်နော် project တစ်ခုကို investment အတွက်ရွေးချယ်တော့မယ်ဆိုမဖြစ်မနေထည့်စဉ်းစားရမယ်အရေးအကြီးဆုံး၃ချက်အငှားတမန်ရှိမရှိ rental income resale market အခုကုလိုကအဲ့ဒီ၃ခုလုံးအတွက်ဓမန်းကောင်းတဲ့ project ဟုတ်မဟုတ်ကြည့်ရအောင်လွန်ခဲ့တဲ့6လလောက်ကတာဝါစီမှာရှိတဲ့စူဖြူတိုင်းနဲ့1ဘက်ရောအခန်းတွေကလက်ရှိမှာအကုန်အငှားပြနေတာကိုတွေ့ရတယ်ဆိုတာပြီးရင်ထပ်ပြောထားပါတယ်ဒီမှာဝယ်လိုက်ရင်ပြန်ရနိုင်တဲ့အကျိုးမြတ်၃ခု rental income အနေနဲ့နှစ်စဉ်ဝင်ငွေတစ်ခုအခန်းပိုင်ဆိုင်မှုတစ်ခုမကြခင်ရောက်ရှိလာတော့မယ် resale market မှာထပ်ရလာမယ်အကျိုးမြတ်တစ်ခုဒါဆိုမေးစရာရှိတာပြီဘာကြောင့်ဒါတွေရမယ်လို့ပြောနိုင်လဲ area အနီးမှာ MICD ဘက်အင်အားကန် Daily International School Hospital တွေအပြင်နောက်ထပ်သွားလာရလွယ်ကူတဲ့ပြည်လန်းပါရမီလန်းဗဟိုလန်းတို့ကိုဆက်သွယ်ထားတဲ့ main လမ်းမကြီးဖြစ်တဲ့ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာတည်ရှိတာကြောင့် rental demand အမြဲရှိနေပြီးတော့ income အနေနဲ့တစ်လကို16သိန်း18သိန်းကနေ2ဘက်လုံး3ဘက်လုံးနဲ့ဆို20ကျော်ကနေ30ကျော်အထိလစဉ်နှစ်စဉ်ဝင်ငွေအမြဲရှိနေမှာပါပြီးတော့စူဂျူတိုင်းနဲ့1ဘက်လုံးအခန်းတွေကို invest လုပ်ထားပြီးလုံးဝကိုစိတ်ပူစရာမလိုတာကproject တစ်ခုရဲ့ market မှာ demand အမြဲရှိပြီးအမြန်ဆုံးနဲ့အများဆုံးရောင်းထွက်တာကစူပူတိုက်နဲ့1ဘတ်လုံးအခန်းတွေပါလွန်ခဲ့တဲ့6လကမီနီကွန်လိုဝယ်ဖို့လာတဲ့မော်လမြိုင်က customer တအူစူပူတိုက်အခန်းလေးဝယ်ပြတ်သွားတဲ့အကြောင်းပြောထားတာရှိတယ်ဒီချိန်နဲ့ဒီမှာအဲ့ဒီဆုံးနေပြီးတော့လည်းလို့ပဲအဲ့ဒီလည်းအခုတော့ဈေးနှုန်းနဲ့ဆင်ပါဟုတ်ကဲ့ဟုတ်အဓိကမိမိလူပဲလာတော့ဆိုတော့လက်ရှိဘလိုမှမပြောပါဒီကုန်းဒီဈေးနှုန်းမှလည်းရောက် စီမံရတာပေါ့တက်တက်တင်းတင်းရပါ အဲ့ဒါလည်းရောက်ဟုတ်ကဲ့ဟုတ်ကဲ့ သူကဟုတ်ကဲ့ဆိုင်စီမှာကျေးဇူးများကြီးတင်ပါတယ် သူ့ကိုရွေးချယ်ဖို့ပြောပြပြတာ၄ချက်တည်းမီနီကွန်လိုဈေးနဲ့ facility ပြည့်စုံတဲ့ luxury ကွန်လိုမှာရမယ်မကြခင်ဆရာဝန်ဖြစ်လာတော့မယ်သူ့သမီးလေးအတွက်လုံခြုံစိတ်ချမှုရှိတယ်။သွားလာရအဆင်မနေပြတော့လို့ပြန်ငှားရင်တော့မီနီကွန်လိုထက် rental income ပိုများမယ်။ပြန်ရောင်းမယ်ဆိုလေရေကူတဲ့အခန်းမျိုးဖြစ်တယ်။နောက်ဆုံးအနေနဲ့အထူးသတိပေးချင်တာကဒီကွန်လိုမှာစတူဒီယိုတိုင်းနဲ့ square feet 900ကျော်ဝန်းကျင်အခန်းတွေကအမြန်ဆုံးရောင်းကုန်တဲ့အခန်းတွေဖြစ်။အခု Tower B ကအခန်းတွေကုန်ရင်developer စီမှာဒီလိုအခန်းမျိုးတွေထပ်မရတော့ပါဘူး။လက်ရှိလည်းနေတိုင်းရောင်းထွက်နေတာဖြစ်လို့ဈေးတန်တန်လေးနဲ့ရကျင်တယ်။ကိုယ်တိုင်နဲ့လာကြည့်ကျင်တယ်။ဘယ်အလွာတွေဘယ်ဈေးနဲ့ရနိုင်အောင်လဲဆိုတာသိချင်တယ်နော်။ရန်ကုန် property ရဲ့ chat bar သို့မဟုတ် online number မှာနာမည်နဲ့ဖုန်းနံပါတ်လေးကိုအနည်းဆုံး2နာရီကြိုပြီး appointment booking လေးတင်ပေးရပါမယ်နော်။အားလုံးကျေးဇူးတင်ပါတယ်။ Century ကုန်းတော်မှာပြန်တွေ့ကြမယ်နော်။